တောထဲမှာတပါးတဲ့သတင်းသုံးနေတဲ့ယတိကြီးထံမူတခိုးတယောက်ဟာရောက်လာတယ်။တခိုးကပြေးရင်လွှားရင်ဒုက္ခရောက်လာသူဖြစ်တယ်။ယတိတည်ငြိမ်သောအနေထားလှပသောအစင်းကိုကြည့်ကတခိုးကအံ့အားသင့်တယ်။ဤမြချောမောသူဟာအဘယ်ကြောင့်ယတိအသွင်ဖြစ်တောထဲမှာတပါးတဲ့ဆင်းရဲစွာအကျင့်ကိုကျင့်နေရသည်နည်းဟုဆင်ခြင်နေမိတယ်။အဲ့ဒီအချိန်မှာပဲယတိကဘယ်ကလာတယ်လဲတကားတပည့်တော်အရှင်ဖျားကိုမလိမ်ဝတ်မှာမှန်တာကိုပြောပါမယ်တခိုးဖြစ်သောကြောင့်ပြေးရလွှားရင်အရှင်ဖျားရဲ့ကြောင်းကိုရောက်လာပါတယ်ခိုးတာကိုအလုတ်တစ်ခုလိုလုပ်နေတာလားမှန်ပါတယ်ရှင်တပည့်တော်မှာခိုးခြင်းကလွယ်ပြီးအခြားမလုပ်တတ်ပါမခိုးနဲ့ဟုပြောဆိုဆုံးမတာတွေကိုလည်းကြားပါတယ်။သို့တော့တပည့်တော်သည်တခိုးမျိုးရိုးကလာပြီးခိုးခြင်းတွင်ตาယာနေသောကြောင့်ခိုးတာမကောင်းဟုပြောသည်ကိုလည်းနားဝင်မည်မဟုတ်ဘူးထင်ပါသည်အရှင်ဖျား။တင့်ကြည့်ရတာကြောက်နေတယ်လို့ပဲ။ဘာကိုကြောက်နေတယ်လဲ။ငါကတင့်ကိုတခိုးလို့ပြောနေလို့လား။တခိုးကကြောင်သွားပြီးယသိကိုမော့ကြည့်လိုက်တယ်တခိုးဖြစ်နေတာကြောင့်သူတော်စင်များနဲ့တွေ့လျင်စိုးရိမ်မိသည်မှာအမှန်ပါရှင်ဘာဖြစ်လို့လဲသူတော်စင်တွေကတပည့်တော်ကိုတွေ့တိုင်းမခိုးနဲ့ဟုပြောမိကိုကြောက်မိပါသည်ယသိကတခိုးကိုကြည့်ကရီလိုက်ပြီးတခိုးဆိုတာရှိတာပဲရှေးအကျဆုံးအလုပ်ပဲသင်မသာခိုးတာငါကဘာဖြစ်လို့တင့်ကိုမခိုးနဲ့လို့ပြောရမှာလဲတခိုးကယသိထံမှပြောသည့်စကားကြားလိုက်ရတော့အားတက်ပြီးပျော်သွားတယ်တပည့်တော်ကိုတခိုးမခိုးနဲ့လို့သာပြောတဲ့သူတွေကိုကြုံတွေ့ခဲ့ရပါတယ်အရှင်ဖျားကတော့မခိုးနဲ့ဟုမပြောပါလားတပည့်တော်ကြည်ညိုပါတယ်အရှင်ဖျားတပည့်တဦးအနေဖြင့်လက်ခံပေးတော်မူပါဖျားလို့လျှောက်ယတိကလက်ခံပါတယ်တကားသင်ကြိုက်တာသင်လုံနိုင်ပါတယ်သင်ကခုဆိုရင်ငါတပည့်ဖြစ်သွားပါပြီဝမ်းသာလိုက်တာဖျားတခုတော့ပြောထားမယ်တကားခုဆိုရင်သင်ကငါတပည့်ဖြစ်သွားပြီဆို